အားလုံးပဲမင်္ဂလာပါဗျ PCR နေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ရုပ်ပြစာအုပ်လေးကဝီတူအန်တီအောင်ရေးသားပြီးတော့ပကြီးတက္ကသိုလ်မျိုးပုံပေါ်လာတဲ့မုံတိုင်းတန်းဆိုတဲ့ရုပ်ပြစာအုပ်လေးပဲဖြစ်ပါတယ်ဗျကြားပမာသည်တီကြီးသည်ရဲရင်သည်တစ္ဆာကြီးသည်ဘဝကိုကျွန်းလွန်သည်ထို့ကြောင့်လူအများကချစ်ခင်ကြသည်စိတ်မမာသည်မဖြောက်မတ်တတိရှိတော်လဲမရွရဲဆန်လှသည်ညံနီညံနက်များသည်လွဲမာသောတစ္ဆာတရားကိုရင်ဝယ်ပိုက်သည်ဘဝကိုနားမလဲထို့ကြောင့်လူအများကမေတ္တာမဲ့သည်ထို့သောတန်ကြီးပတ်နှစ်ခုကြောင့်အခန်းတစ်ဝဲလွန်းသည့်ငှက်ပြန်လွန်းသည့်ငှက်နားခဲလှပါပြီတချီတွင်လေလဲပြောင်းဝဲရသည်ကိုနှစ်ချိုက်ခုံမိန်နိုးနေလားကျွမ်းပြီး၍ထိုးလိုက်သည်စာလောင်မှုသိတ်ချင်းကလူရဲ၏မျက်နှာပေါ်၌အထင်သာကျွေးမိသူမရှိပေးမိသူနှစ်ထိမင်းအတောင်မညောင်းမဲမနေပါဘူးနားရင်တော့လားကွာပြန်လိုက်စမ်းပါစင်ရုံငှက်ရေမင်းဘယ်မှာနားမယ်ဆိုတော့ငါသိပါတယ်သူထင်သည့်အတိုင်းဇင်ရုံငှက်ကလေးသည်တိမောဦးကရှေ့ရှိအလန်တိုင်းထိပ်တွင်နားလိပြီဝုန်းကနေထကပြေးထွက်လိုက်ပြီးလက်ထိမတုတ်ကူဇင်ရုံငှက်စီတို့ပြေးသွင်းလိုက်၏လောကြီးနဲ့ဖြစ်လက်ဆလွဲကတုတ်သည်အလန်တိုင်းထိပ်ကိုထိကလွင့်ထင်ထွက်လာပြီးတိမောဦးကမှန်တကားချက်ကိုအရှင်ပြင်းစွာဟာရုတ်တရက်မှန်ကွဲတံတုတ်တစ်ချောင်းနှင့်အတူလွှဲထွက်လာသောမှန်သားတို့ကစပွဲပေါ်မှာပလင်းတွေဖန်ခွက်တွေကိုတိုက်ချသွားသည်။ Oh my god ဘာလဲတစ်တော်ရေးပိုင်မင်းကြီးမစ္စတာအေစီကင်းနေညာဘက်ပါပေါ်တွင်တွေးကြောင်းငယ်တစ်ခုဖြစ်ပေါ်လာ၏။အလုံးဘရင်းမောက်စီတို့ပြေး၍ကြည့်လိုက်ကြသည်။ထိတ်လန့်စွာဖြင့်မော့ကြည့်နေသောလူငယ်လေးတစ်ယောက်ထိုတို့ရုပ်တဲဖြစ်နေသည်ကိုကြည်ကြည်ဝမ်းသာနေသူတစ်ယောက်ရှိပါလိမ့်။သူ့လက်ချက်ပဲဖြစ်မယ်။စီမံကြသားဟဲ့ကောင်းတယ်သူဖားကြီးတွေတည်စမ်းဟာသခင်ပါးမှာရှသွားပြီ။အိုးတွေးတယ်သူတို့အားလုံးမှာမျက်နှာဖြူတွေကြီးပင်ကြီးလေးသောတာဝန်တွေနှင့်အရာရှိမင်းကြီးများဖြစ်၏ဟဲ့ကောင်မပြေးနဲ့ရာဇဝိမင်းဦးမှန်ကိုအမိတ်တိုင်ထွက်လာ၏စိတ်ထဲမှကြည်ရဝမ်းသာနေသူကဒီမောခန့်ငယ်တစ်ခု၌ဖမ်းခံနေရသောလူငယ်လေးတို့ဖြစ်ပါလေကြစ်ကကနန်ကြီးမျက်လုံးများကပြည်စုပ်ပြတ်လှသောသူ၏တကူလုံးမှအတောက်ပြောင်ဆုံးပင်လူငယ်လေးကဖောင်လျှောက်ပြေးသည်အဆောက်မလေးကြီးများကမဲပြောင်လာသောတို့ကြီးများကိုပစ်သွင်းကြသည်ဟဲ့ကောင်မပြေးနဲ့ရက်စားဟေးဖမ်းကြမလွတ်စေနဲ့တစ်ဖောင်လုံးကြီးများ၏အထာကိုနားလေသောလူငယ်ကဝါးတုံများကျင်ကျိုးလုံးကြီးများကိုကျော်လွှားကဖြစ်အဆောက်ပလင်ကြီးတို့ကျိန်တန်းနေဝင်တို့ကလဲကျသွားသည်ဟေးအေးရင်တို့လေမင်းကေးပြီမှရောဘာဖြစ်ကုန်မလဲဖောင်သားကြီးများတောင်းတအောင်ဝိုင်းကြည့်ကြသည်ကူညီဖမ်းပြီးလူစိတ်စားမရှိကြဟေးရက်လိုက်ဖောင်သွန်းတို့ရောက်လာပါပြီပြေးစရာမရှိတော့ရေထဲခုန်ချရန်ပြင်းလိုက်သည်ပလိတ်ကြီးကအရှင်ဖြစ်ခုံအောင်လိုက်ရာလဲကျသွားသောလူငယ်ကြီးချင်းကိုလှမ်းမိသွားပါတော့တယ်အတင်းယုံသည်မရဖမ်းဆွဲထားသည့်လက်ကြီးကပြုတ်သူပင်ဝဲလုံးလက်ကြီးတွေကိုအာလွတ်ကျုပ်လှူးပြဒီဘောကိုဖမ်းခဲ့ရင်ကိုကော့ပြီးရာဇဝင်လူဆိုးကြီးတအုပ်ကိုဖမ်းမိသည့်ပမာဝင့်ချွားနေသည့်ပလိတ်ကြီးများမှာခြေထောက်ထောင်းနေဖြစ်လျက်